အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျမတို့ရဲ့အကြိုက်ဆုံးစားစာတွေတွေကတစ်ခုဖြစ်တဲ့ဗျာကြော်ကြော်လေးကိုတင်ပြပေးသွားမှာဖြစ်ပါတယ်အိမ်မှာဗျာကြော်ကြော်တော့မယ်ဆိုရင်အရင်ဆုံးကလဘဲနိုးစီဘူးတပူးလောက်ကိုရေနဲ့ညကလေးကစိန်ထားဖို့လိုပါမယ်အနည်းများကိုတော့မိသားစုပေါ်မှာမူတည်ပြီးတော့လုပ်နိုင်ပါတယ်နော်ဗျာကြော်ကြော်တော့မယ်ဆိုရင်ကြက်သွန်ပြူအနည်းငယ်ဂျင်းငရုတ်သီးစိမ်းနဲ့ပြင်းတော်တဲ့ရက်တို့လိုရမှာဖြစ်ပါတယ်စိန်ထားတဲ့ပဲတွေကိုညက်နေအောင်အရင်ဆုံးထောင်းလိုက်ပါမယ်ညက်ပြီဆိုရင်ကြက်သွန်ပြူဂျင်းနဲ့ငရုတ်သီးစိမ်းတို့ကိုထောင်းပြီးတော့ထည့်လိုက်ပါမယ်ပြီးရင်စားအနှဲငယ်အချိုမုံအသားမုံနဲ့ပြင်းတော်စင်ရက်တွေကိုထည့်ပြီးတော့တမအောင်မွေလိုက်ပါမယ်အိုးရရစီပူလာပြီဆိုရင်ဗျာကြော်အနှစ်ကလေးတွေကိုအနေတော်လုံးပြီးတော့စီပူတဲ့ကိုထည့်လိုက်ပါမယ်ဗျာကြော်လေးတွေကိုအထက်အောက်ကလေးတွေနည်းနည်းလှန်ပေးပါမယ်ရှင်အခုဆိုရင်တော့စားလို့ရတဲ့အနေအထားလေးရောက်လာပြီဖြစ်တဲ့အတွက်ဗျာကြော်လေးတွေကိုစီစစ်တဲ့စကားလေးထဲမှာစစ်ထားလိုက်ပါမယ်အခုဆိုရင်တော့အနက်မှုမွေးလေးနဲ့ကျွတ်ကျွတ်ရရဗျာကြော်လေးကိုအစင်သင်းသုံးဆောင်လို့ရပါပြီရှင်အားလုံးပဲကျေးဇူးတင်ပါတယ်